နောက်ဆုံးတော့ပတ်တူကိုဆိုတော့ဆော့ခဲ့ပြီးပေါ့နော်အဲ့ဒါဘောက်ဆော့ပါပြီအဲ့တော့ဒီပတ်တူမှာလည်းဘာရလောက်မှစားလိုက်ကြည့်ပြကြပါအောင်โอเคပထမဆုံးဆိုတော့ညပြစ်မှာညပြစ်မယ်ညကိုဆိုတော့ဘလောက်ကျွမ်းလဲဆိုရင်ပေါ့နော်ဘလောက်ကျွမ်းလဲဆိုတန်းတစ်ခါတန်းရစရာလေပါဒီလာလုံးကဆရာကြီးဆိုတော့လေအဲ့လောက်ကြီးရတော့ပြစ်စရာမလိုပေါ့နော်ဒါပေမဲ့လည်းသူရဲ့သူပြောထားတာဗာလေးပြောထားပါလေသူကတဲ့5 touch 1 try လွယ်လိုက်တာ1 try မဟုတ်ဘူး1 try မဟုတ်ဘူးပေါ့ဒီလားအကုန်လုံးယူရမှာ1 step ဟာဒီကောင်ရပြီဟိုတစ်ခုထိပါပြီနောက်တစ်ခုထိပါပြီ အယုတ်ထိရမှာလားမဟုတ်ညာညာတိတဲ့ဟာသုံးခုထိပါပြီတစ်ခုလေးခုထိပါပြီနှစ်ခုငါးခုထိပါပြီ let's go အယုတ်ယူမယ်သုံးခုအယုတ်ရပြီလေးခုငါးခုโอเคရပြီရုပ်အယုတ်စုရမယ်โอเคအယုတ်ရပြီဒါရတော့ပြန်ထည့်ခဲ့လိုက်မယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ဟိုဟာကိုထပ်သွားမယ်ပေါ့နော်အပေါ်မှာရှိရဲဝင်ကဘာကိုထပ်သွားမယ်ဝင်ကဘာကိုထပ်သွားမယ်ပေါ့နော်ငါအယုတ်ယူရောလားယူတော့တရုပ်ပဲဝင်ကဘာလမ်းလေးကိုထားခဲ့ဖေးဆိုရဝင်ကဘာကိုရောက်ပြီပေါ့နော်ဝင်ကဘာရောက်ပါပြီအောက်မှာတော့သူ့ကိုစားပါအောင်မယ်โอเคရောက်လာပြီပေါ့နော်လောချက်ပြန်โอเคရပြီဝင်ကဘာဆက်ဆက်လာရဲ့လမ်းအောင်ရောက်ပါပြီဝင်ကဘာကို no ဒီဘက်ဒီအရှိတက်ပဲသွားရတော့ဒီဘက်လမ်းလားမသိဒီဘက်လမ်းလားအော်မဟုတ်ဒီဘက်လမ်းလည်းမဟုတ်ဘူးဆိုရင်ဒီဘက်လေးရောက်ပါဒီဘက်ဟုတ်တယ်မဟုတ်ဘူးအော်โอเคအဲ့ရှုပ်တာပဲအိုးလုံးဝမမှတ်မိဘူးကွာကိုယ်ကလှုပ်ထားရလားကိုယ်ကတက်ရောက်ပြီလို့ရောက်တော့မှလားဝေးရောက်တော့မှမဟုတ်ဘူးလားအစလမ်းကြီးရောက်သွားလားဟိုရောက်တော့မှမဟုတ်လားဟုတ်ဝင်ကဘာဆိုရတဲ့အတိုင်းတကယ်ကိုလဲနေပါပြီယောတကယ်မအေးလို့အဲ့ကြောင့်โอเคဆိုတော့ဘယ်ကိုကြည့်ရလဲတော့ဒီမြေကြီးမဟုတ်တယ်လားအိုးခိုးတွေ့နေခိုးရှိရလဲအိုးမဟုတ်သေးဘူးဟာလာမဟုတ်ပါအေးမဟုတ်ဘူးဒီပေါ့နော်ဝင်ကဘာကိုသွားနေချိန်နည်းနည်းလေးခေါင်းမှုွားရလဲတောင်းမှမှာကိုယ်ရောင်တကယ်ခေါင်းမှုနေရခေါင်းမှုွားတောင်းမှမှာကိုယ်ရောင်တကယ်ခေါင်းမှုနေရဒါကတော့ကိုစောက်ထားတဲ့လမ်းပေါ့နော်ဒါပေမဲ့ချာလေးအောင်ဘူးပါအေးကိုနားလည်းပဲပြေရောက်လာတာဟုတ်တယ်မဟုတ်ငါတခုခုငါတခုခုမှားထားတာမဟုတ်ဘူးငါတို့တခုခုလမ်းအပီးလားအစုံမဆုံးသေးဘူးဟဲ့ဒါလားမဟုတ်ဆိုတော့ဒီဘက်မဟုတ်ပဲနဲ့ဒီဘက်သွားရမှာမလားဒီဘက်ကနေဒီဘက်ကိုရမှာမလားအော်ဒီဘက်ကလည်းမဟုတ်ဘူးဒီဘက်ကလားမဟုတ်အဲ့ဆိုလမ်းကိုမှတ်ထားပြီးပြီပေါ့နော်လမ်း2လမ်းပြီးသွားပြီလမ်း3လမ်းရှိရလို့ဆိုတာထင်တယ်ဒီဘက်ကလမ်းလေးလားအော်ဒီဘက်ကလမ်းလေးလားဒီဘက်ကလမ်းလေးလားမဟုတ်ဘူးနော်ဝေးပါအဲ့လိုပြောအောင်မဟုတ်ဘူးဒီဘက်ကလမ်းလေးလားဆိုတာဒီဘက်ကနေပြီးရောဒီဘက်မှာတပေါက်ပြီးသွားပြီကွာဒီဘက်ကဒီဘက်ကနေရာလုံးနဲ့နေတော့ဒီဘက်ကတပေါက်ကိုလည်းငါဟိုလုတ်လိုက်တယ်ငါစောက်လိုက်သေးတယ်ဒါမှမဟုတ်အပေါက်ဖောက်ဖို့မေ့နေရလားဟုတ်တယ်အဲ့ဒါဟုတ်တယ် anyway oh my god okay နည်းနည်းတော့အိုးဘာရှိကုန်တာလဲဘာမဟုတ် okay တဖြည်းဖြည်းနဲ့တော့လမ်းကမတူဘဲနဲ့တော့ရောက်လာပြီပေါ့နော်ဒီနာပါကြီးဒီနာခုံးရတယ်နော်
ခုံးလို့ရရလားအိုးဒီနောက်လမ်းပိတ်ကြီးချင်နေโอเคโอเค ရောက်ပြီရောက်ပြီ ဝယ်ပါတော့ ဟုတ်တယ်ဟုတ်တယ်ဒီမှာ โอเคโอเคနောက်ဆုံးတော့โอเคနောက်ဆုံးတော့ oh my god ရောက်ပြီ let's go တော်တော်ကြီးကိုကြာသွားတယ်ဗောနော်ဒါ မူးသွားတာ โอเคအဲ့တော့ဆိုပြီးတော့နောက်ဆုံးတော့လက်ဆောင်ရလိုက်ပါတယ် ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်လို့ကောင်းနေတယ်မူပါတယ် woo okay ကောင်းနေတော့တော်မူးခဲ့ အဲ့ဒါဆိုရင်တန်းပြီးတော့ဆိုပြီးတော့တရေကြီးထပ်သွားကြမယ် ဆက်သွားကြမယ်ညာကြီးသွားမှာလား အေးညာကြီးသွားလိုက်တော့မယ်လေ ဟုတ်လားကော ဘယ်တော့မှတရေကြီးက ဟိုဘက်မှာ တရေကြီးထပ်သွားလိုက်မယ် ဆက်သွားမှာဟာဟိုဒီဘက်ကပိတ်ကြီးဟာဘာတိုင်းတော့ကြား ဒါ လိုက် လည်းမပြီးဘူးအိုးဒူဒီမှာအဲ့ဒါကြီးမလားအိုးဒီတော့ဘာရှိလဲဒီထဲမှာဘာရှိလဲ ဟာဘာလဲ မသိဘူးလေ လာပတ်စားပေးဦးလေ အော်တန်းဝင်ကျေစောညာသွားတယ်ဘယ်လောက်လဲ 3 amra သူတို့ဈေးကြီးလိုက်တာညီတို့ကညီးတော့ဈေးကြီးလိုက်တာညီးတော့ဈေးကြီးလိုက်တာ ဒါဒီလိုတော့ရှိတယ်လေ โอเคရပြီ နေရဒါတော့ရမှာခုနကအိုး โอ้ ကျုပ်ဆက် โอ้မလဲမသိဘူးဖေဒီရှိပဲစတော့မှာလားโอเคအဆင်ပြေနေသေးတယ်ဘာမှတော့ထိတ်လန့်နေမရှိသေးဘူးအိုး နည်းနည်းဟိုမှာအမောင်းကြီးတော့တကယ်ကောင်းမလား အေးရတယ်ငါတွားရဲဟဲခဲပြောက်ဒီမယ်နော် ဒီဘက်မှာ ဟုတ်လားဖင်နာလေ ဒီဘက်မှာ ငါတွားတော့တွား ဒီ နေ ဘက်မှာဒီဘက်မှာ ငါထွက်သွားလား ဒီမှာ ဒီဟာဒီနားဆက်သွားမှာโอเคဟာလေအိုးအနိုင်မကျင့်နဲ့ဟာတိုင်းကြီးလေဒီလိုထတော့အိုးအောက်ကဟာ ဒီဘက်မှာ ဟာတော့မြတ် ဒီဘက်မှာအပေါက် yes ဒီဘက်မှာ ငါမမ်းမီဟုတ်မဟုတ်ကွာငါပြောင်းရနေတော့ ချောင်းပြန်တော့ တရေရကျုပ်မကောင်းမဲနဲ့ဝင်းကဘာလိုဖြစ်နေတော့အခါ ဒီဘက်မှာဘယ်နဲ့ဝင်တော့မရှိပါဘူးကျဲမောင်နေတော့အမရမှာမောင်နေလို့တယ်လာဒီဘက်မှာ ငါ မမီးရတယ်အတိုင်းတော့နမမီးရတယ်လား နာမည်အော်ဒီရလား အဲ့တော့အမီးထိုးထားတယ်လား ဒီနားရောက်သွားပြီလေအော်အဲ့ဘလားအဲ့ဘကိုထပ်သွားရေရောက်ရပြီဘယ်ရေရအပေါ်တက်မှာလား တက်ပါအာရေအော်ရောက်ပြီအိုး အိုးနောက်ဆုံးတော့ နောက်ဆုံးတော့ တရေရနေထွက်လာခဲ့ပါပြီရေထဲကနေတစ်စင်ပေါ့နော် ရေရတဲ့စစ် โอเคဆိုတော့ဘာလို့ဆရာရှိသေးလဲဘာခေါ်ရမယ်ပေါ့နော် ဆောက်ခေါအောင် ဘာခေါ်ရလဲဆိုတော့ကခုံမှုကိုတော့နည်းနည်းတော့စဉ်းစားရအောင်မယ် ကုကြီးစားလိုက်ပြီဒီနားမှာကုကြီးတွေ့လိုက်ပြီဝိုက်စားတယ် စပတ်ကောက်အလွယ်တကူခုံပြီးတည်ရပါတော့ ဒီမှာပတ်ကွာခုံမယ်လား ပတ်ကွာ ပတ် ခုံ ကွာ မယ် ခုံမယ်ပတ်ကွာ ပတ်ကွာဆိုတော့ပတ်ကွာရဲ့ဇရိတ်ကိုပေးလိုက်အောင်နော်မမအစားခဏ ဘလို့အော်ပေးရမှာဟုတ်တယ် ဇရိတ် တူအမရလားမဝမ်းအမရ ဝမ်း ဝမ်းလား ခဏစိုက်ထားအောင်ပြီးမှမပေးမယ် တူတယ် ခဏစိုက်ထားအောင်ပြီးမှမပေးမယ် ဘာလို့မရဘူး ပြီးရင်လာပြီးမယ်လုံးဝကိုကညာတက်ဖို့กว่าတည် အော်ဆိုင်ထားပြီနော် မလိန်တက်ဖို့အေးစိုက်ထား ဝမ်းအမရပဲရှိအောင်ထားလာလာရဒီ အိုး အာညဖက်နဲ့ညပြတယ်လို့ အေး ဘုရားနေပတ်သွားမလို့လုံးနေတာငါမီးတဲ့ကြာသွားပြီလုံးကြတော့ ငယ်ချင်းတို့မပြောကြနဲ့တငယ်ချင်းတို့ပြောရတငယ်ချင်းတို့ရဲ့ subscriber ရောပါစေအဲ့လေစားဟေး ဘုရားရိုးသားပဲလို့ဖြစ်နေပါလေတော့ ဒီမတုံးနဲ့ တကယ်သွားတာ မတုံးနဲ့ပြမယ်အဲ့နေရာကိုရအောင်လုပ်ပြโอเคနောက်ဆုံးတော့ဒီနောက်ရောက်ခဲ့ပြီပေါ့နော်နောက်ပြီးကြခါမှာဟိုနာနေရာလေးအခြေအနေလေးလိုက်ပြမယ်ပေါ့နော်ပြုံးမကြပါစေနဲ့လို့ဆုတောင်းပေးပါဆုတောင်းပေးကြပါဆုတောင်းပေးကြပါတကယ်ချင်းတို့ကျေးဇူးတင်ပါတယ်နော် Oh my god ပြုတ်ကြပြီ